Kẻ đi cái ní nhá anh gà nị bỏ nó anh gà nị tống dày ya nị mình nè so sẵn này tí ở trên mà ta nên là nị nhá nị sẵn này nè anh gà mình nè bài sẵn này bỏ nó ở đây là miêuဖြစ်တယ်အဲ့ဒီအချိန်တိမှာကျွန်တော်တို့အရန်ကိုမျှော်လင့်နေတဲ့ပွဲကြီးတစ်ပွဲနဲ့ကျွန်တော်ဒီကနေ့လာရောက်ပြီးမိတ်ဆက်ပေးမှာဖြစ်တယ်အဲ့ဒီပွဲလေးနဲ့ဒီကနေ့ကျွန်တော်တို့မမိတ်ဆက်ခင်ထုံးစံအတိုင်းကျွန်တော်ရကောက်ကို like comment share subscribe လုပ်တော့ပေးဦးမမေ့ပါနဲ့အားလုံးပဲမင်္ဂလာပါငါနေကြိုးဆိုလိုက်ပါတယ်ဒီကနေ့အလွန်ကိုတာယာတဲ့နေ့လေးတစ်နေ့မှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးစုံစည်းခွင့်ရတာအလွန်ကိုဝမ်းမြောက်ဝမ်းသာမိတယ်ဒီလိုမျိုးပွဲလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ပေါ့နော်ဒီကနေ့ကျွန်တော်အဓိက sharing နဲ့လုပ်ပြီးချင်းတဲ့ပွဲလေးတစ်ပွဲကတော့ဒီညရှင်ပြိုင်ကစားတော့မယ်ဂျပန်နဲ့ဘရာဇီးဂျပန်နဲ့ဘရာဇီးဆိုတဲ့အတိုင်းစိတ်ဝင်စားတဲ့ညီကိုတွေအများကြီးရှိတယ်ဂျပန်အသင်းကလည်းအချင်းမဟုတ်တယ်လို့ဘရာဇီးကလည်းအချင်းမဟုတ်ဘူးဆိုတာကိုညီကိုတွေအားလုံးသိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်တယ်ဘရာဇီးနိုင်မလားဒါမှမဟုတ်ဂျပန်နိုင်မလားရှုံထွက်ပွဲစဉ်ပေါ့နော်ရှုံရင်အိမ်ပြန်ခဲ့ရှုံရင်အိမ်ပြန်ဆိုရက်ပွဲလေးတစ်ပွဲနဲ့ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးတာဖြစ်တယ်ကျွန်တော်ရဲ့ video clip ကိုကြည့်တော့ချစ်ရတဲ့မိတ်ဆွေညီကိုမောင်နှမရောက်တာကြီးလေဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုအမြင်လေးတွေရှိလဲဘယ်လိုခံစားလေးတွေဘယ်လိုခံစားချက်မျိုးတွေရှိလဲဘယ်လို feeling လေးတွေရှိလဲဆိုတာကို comment ထဲမှာလည်းရေးလာခဲ့ပေးပါဘယ်လိုနိုင်မလဲဆိုတာလည်း comment ထဲမှာရေးလာခဲ့ပေးပါပြီးတော့ကိုကဘယ်အတင်းရဲ့ fan လဲဆိုတာကိုလည်း comment ထဲမှာအနေငယ်လောက်ရေးလာခဲ့ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်အရာဆိုရင် 1Z နဲ့ပွဲပြီးတော့မှာပေါ့နော်ကျွန်တော်ရဲ့ခံမှန်းချက်အရာအဲ့ဒါ 1Z နဲ့ပွဲပြီးမယ်လို့ကျွန်တော်ခံမှန်းတယ်ဒါပေမဲ့ကျွန်တော်တို့ညီကိုတွေရောဘယ်လိုမြင်လဲ 1Z ဆိုတာကဘရာဇီးက1ရလိမ့်မယ်ဂျပန်က0ရလိမ့်မယ်လို့ကျွန်တော်ရဲ့ခံမှန်းချက်ပေါ့နော်ညီကိုတွေရဲ့ခံမှန်းချက်ရောဘယ်လိုရှိလဲဆိုတာကို comment ထဲမှာအနေငယ်လောက်ရေးလာခဲ့ပေးပါလို့ကျွန်တော်ပြောရင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့ video clip ကိုဒီမှာနဲ့ပဲကျွန်တော်ဆုံးသက်ချင်တယ်ကျွန်တော်ရဲ့ video clip ကိုကြည့်တော့မိတ်ဆွေညီကိုမနမအရောက်တိုင်းဒီလေကိုကြီးကြမှာချင်းကိုကြီးချမ်းသာချင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ video clip ကိုဒီမှာနဲ့ပဲဆုံးသက်လိုက်ပါတယ်အရောက်စရာကျေးဇူးအများကြီးတင်ပါတယ်